ခုတ်တစင်ကဒီနေ့တစင်အရှိမပုံလေးပြထားတယ်အဲ့ဒီအင်ဂျီရဲ့ပတ်တန်းလေးကိုဒီညီပတ်တန်းလေးပေါ့နော်တစင်ကဆွဲပြပေးမယ်အဲ့တော့ကိုရဲ့မှုရင်းပတ်တန်းအတားအရှိချမ်းတရဲ့အနောက်ချမ်းတရဲ့ဆွဲထားပြီးတစင်ကတော့ဒီမှာတစင်ကတော့ ready to wear ပတ်တန်း site ကနေတစင်ဆွဲပေးမယ်ပေါ့နော်အရှိပိုင်းမှာလည်းတစင်ကဒီလိုအပွားလေးဆွဲတဲ့အခါမှာ ready to wear ပတ်တန်း site အသေးလေးတွေနဲ့ပို့ပြီးတော့ရှင်းပြပေးတာများတယ်ဘာလို့အဲ့လိုမျိုးဒီ ready to wear ပတ်တန်း site တွေနဲ့ပဲတစင်ကအဓိကရှင်းပြပေးသွားလဲဆိုလို့ရှိရင်တစင်တို့အခုခေတ်ဆိုလို့ရှိရင်ဒီ မိန်းကလေးတော်များပေါ့နော်အဲ့ဒီရုံဝတ်တောင်မှဒီအပွားဝမ်းဆက်လေးတွေပဲအဝတ်များလာကြတယ်အဲ့ဒီအတွက်တစင်ကတော့ဒီလူတိုင်းသိအောင်လို့လဲဒီ ready to wear ပတ်တန်းနဲ့ကိုတစင်ကဆွဲပြပေးတာဖြစ်တယ်လူတိုင်းကပေါ့နော်ကိုအိမ်မှာတနိုင်တစ်ပိုင်းလေးချုပ်ရောင်းချင်တာကိုကအဲ့လိုမျိုးတနိုင်တစ်ပိုင်းလေးချုပ်ရောင်းချင်တဲ့သူတွေရှိတာအဲ့လိုဆိုတစင်ကဒီလိုတဲ့တရင်ကောင်းလေးတစ်ခုပြောချင်ပါတယ်ဘာလဲဆိုလို့ရှိရင်တစင်ဒီနှစ်လပိုင်းကုန်မှာထွက်မယ်အရင်နေ့နဲ့ဝင်များရှာရင်သူတွေစောင့်ထားရမယ်ပတ်တန်းစာအုပ်စောင့်ထားဖို့ပြောချင်ပါတယ်ဒီစာအုပ်ထဲမှာဆိုလို့ရှိရင်ဒီ ready to wear ဘိုင်းကိုပတ်တန်းပေါင်း100နီးပါးကိုထည့်ပေးထားတယ်ပြီးလို့ရှိရင်လေပင်ပုံစံအမျိုးမျိုးလက်ပုံစံအမျိုးမျိုးကော့လေပုံစံအမျိုးမျိုးကအစားသူများနဲ့မတူတဲ့ဒီဇိုင်းတွေဘယ်လိုမျိုးဆွဲရမလဲဆိုတာကအစားတစင်ကတိရှာအသေးစိတ်လေးတင်ပေးထားတာဖြစ်တဲ့အတွက်ကိုကအိမ်မှာတနိုင်တစ်ပိုင်းလေးနဲ့ကိုပိုင်စီးပွားရေးစတင်ခြင်းနဲ့ဒီ ready to wear အပွားဝမ်းဆက်လေးတွေကိုရှော့ရောင်းခြင်းနဲ့ဆိုရင်တော့ဒီစာအုပ်ကမဖြစ်မနေဆောင်ကိုဆောင်ထားရမယ်စာအုပ်ပါဒီစာအုပ်တော့ဝယ်ရုံနဲ့လက်တွေ့ရှုပ်ပြတင်ကြားပေးထားတယ်သင်တန်းတစ်ခုရဲ့ဒီစာအုပ်ထဲမှာပါတယ်ပတ်တန်းပေါင်း100နီးပါးကိုလက်တွေ့ကြပြန်ပြီးရှင်းလင်းသင်ကြားပေးထားတဲ့သင်တန်းတစ်ခုရဲ့ပါလက်ဆောင်ရရှိသွားမှာဆိုတော့ဒီစာအုပ်ဝယ်ပြီးတာနဲ့ကိုကရှုံနီးပါအကုန်လုံးကိုတက်သွားမှာဖြစ်တယ်ကိုကဒီစာအုပ်ကိုလိုချင်တဲ့ဆိုရင်တော့တစ်စင်းရဲ့ Fiverr မှာအသေးစိတ်သွားမြင်လို့ရပါတယ်အဲ့တော့တစ်စင်းကဒင်းကြီးပတ်တန်းလေးကိုဆွဲပြပေးပါမယ်အဲ့တော့တစ်စင်တို့ကအရှိချမ်းတရဲ့အနောက်ချမ်းတရဲ့တွေဆွဲထားပြီနော်အဲ့တော့တစ်စင်ကအနောက်ချမ်းကိုပုံစံဆွဲပြပေးမယ်နော်နောက်ချမ်းပုံစံဆွဲမယ်ဆိုလို့ရှိရင်တစ်စင်ကဒီဖေးကိုတစ်စင်ကတော့3လမပဲထားလိုက်မယ်လက်ပင်ကို3လမဖောက်အောက်ကိုကတော့1လမလေးဖောက်လိုက်မယ်နော်1လမလေးဖောက်ပြီးတော့အဲ့ဒါကိုမှအဝိုင်းလေးဆွဲလိုက်မယ်ပေါ့အဲ့ဒါကတစ်စင်တို့1လမလေးနော်ဒါဆိုတစ်စင်တို့ဒီကနေရသွားပြီပြီးလို့ဆိုလို့ရှိရင်သူ့မှာဒီသူ့ရဲ့ဒီဂျိုင်းရချစ်သူကလက်ပြက်ကလေလက်ပြက်တောင်မဟုတ်သူကဒီအပေါ်ကိုပခုံးပေါ်တော်တော်လေးကိုမှတက်တယ်သိလားပခုံးပေါ်တော်တော်လေးတက်တာဖြစ်တဲ့အတွက်ဒီစင်ကဒီမှာဘယ်နှလားမှတက်ပြီလဲဆိုလို့ရှိရင်ကိုကတော့ဒီမှာကိုရဲ့စိတ်ကြိုက်တက်လို့ရဒီစင်ကတော့ဒီမှာ1လမလေးပဲတက်ပြီမယ်နော်ဒီစင်တို့ဒီနားမှာ1လမဒီအထဲထဲကနေဒီပခုံးအစွန်းကနေပြီးတော့ဒီစင်တို့ဒီအထဲထဲကို1လမဝင်ပေးမယ်နော်1လမလေးဝင်ပေးမယ်ဘာလို့လဲဆိုလို့ရှိရင်သူ့ရဲ့ပခုံးကတော်လေးကိုတည်ထားလို့နော်ပြီးလို့ဆိုလို့ရှိရင်ဒီစင်တို့ကဒီအောက်ကနေတဲ့အပေါ်ကို1လမတက်ပြီးမယ်ဒီမှာကိုကဒီဂျိုင်းကိုဟိုက်တာကြိုက်တယ်ဂျိုင်းပေါက်ကျဲတာကြိုက်လို့ရှိရင်ဒီစင်တို့4သိန်းလောက်ပဲတက်နော်ဒီစင်ကတော့ဒီမှာ1လမတက်လိုက်မယ်ပြီးလို့ဆိုလို့ရှိရင်ဒီစင်တို့ကဒီမှာဂျိုင်းနဲ့1လမတက်ထားတဲ့နေရာနဲ့ပြပြလေးဆက်လိုက်မယ်ကိုကပေတန်ကြီးဆုံးပေကူလေးနဲ့ပတန်ကြီးဆုံးပေကူလေးနဲ့ဆွဲပြီးနော်ဒါဆိုရတာပြီးအဲ့ဒါဆိုရင်ဒီစင်တို့ကဒီနားနေပြီးတော့ဂျိုင်းကိုဖောက်ချလိုက်မယ်အဲ့လိုဆိုဂျိုင်းလေးကလေးတိုင်းလေးရသွားမှာပေါ့နော်။ရရင်သူကအရင်ကြီးမကွေးွယ်ပြလေးပဲသွားတာ။ဒါဆိုတစ်စင်လုံးကအနောက်ရှမ်းရသွားပြီ။ဒီနားအတိုင်းတိုင်းတစ်စင်လုံးမှတ်ထားနော်။ဒီပခုံးစောကနေဒီအထဲထဲကို1လမဝင်နေ။ပြီးရင်ဒီဂျိုင်းရနေအပေါ်1လမတက်တယ်။ဒီနားလေးကိုမှတ်ထားနော်။ဒါဆိုတစ်စင်လုံးကအရှိချမ်းသွားမယ်။တစ်စင်လုံးအနောက်ရှမ်းမှာလေပင်ဖောက်ခဲ့တယ်လို့အရှိချမ်းမှာလည်း3လမဖောက်ပြီးမယ်ပြီးလို့ရှိရင်သူ့ကိုလေပင်ကိုတစ်စင်က4လမလေးရှာပြီးမယ်နော်သူကလုံးကိုလေးလည်းကွတ်ထားတာဖြစ်တယ်လေးလက်မလေးရှာပြီးလေးလက်မလေးရှာပြီးလို့ဆိုလို့ရှိရင်ဒီစင်တို့ကဘယ်လိုမျိုးပေါင်းမလဲဆိုလို့ရှိရင်သူကကျဲသူဖြစ်တဲ့အတွက်ဒီစင်တို့ပုံမှန်ဒါကျဲသီးစာ2လမနဲ့40ဒီစင်တို့ထုတ်ပေးမယ်နော်အတန်လေးကတော့နားလေးစင်းနေလို့နည်းနည်းလေးတော့သိခံပြီးပါနော်နားတန်လေးတော့ပါလိမ့်မယ်အဲ့လိုဆိုရင်ဒီစင်တို့ကဒီမှာကျဲသီးစာရသွားပြီနော်အဲ့ဒါကိုဒီစင်တို့2ရွက်ညံ့မယ်အရှိချောင်း2ရွက်ညံ့မယ်ဒါဆိုပတ်တန်လေးကပြီးသွားပြီနော်ဒီမှာအနောက်ရှမ်းမှာဒီစင်တို့ဒီကနေ1လမပြင်ဒီကနေ1လမတက်ခဲ့တာဖြစ်တဲ့အတွက်ဒီကနေဒီစင်တို့ပြလေးဒီကနေဒီကိုပုံဆောင်ဆက်ပြင်ဒီကိုဆက်နော်ကိုကပတ်တန်ရေးမှာဆိုလှလာလေးဆွဲပေါ့နော်ဒါဆိုဒီစင်တို့ရောက်သွားပြီကော်လန်လေးကိုဒီစင်ဆွဲပြအဲ့တော့ဒီစင်တို့ကဒီမှာကော်လန်ဆွဲမယ်ကော်လန်ဆွဲတဲ့အခါမှာအနောက်ရှမ်းလည်းပင်နဲ့အရှိချမ်းလည်းပင်ကိုဒီစင်တို့တိုင်းထားမယ်နော်အဲ့တော့သူ့ရဲ့ကော်လန်အဖက်ကိုပထမဆုံးတိုင်းထားလိုက်ဒါကတော့ဒီစင်တို့အနောက်ရှမ်းနဲ့အရှိချမ်းလည်းပင်ပေါင်းထားတဲ့အဖြေပေါ့ရတဲ့အဖြေဒီကနေပြီးတော့ဒီထိအဲ့ဒါကိုမှကိုကဘလောက်အကျယ်ယူมาလဲဒီစင်ကတော့ဒီမှာပုံမှန်အတိုင်း
ပုံမှန်တိုင်း3လမနဲ့2စိတ်တော့ပဲယူလိုက်မယ်အဲ့ဒါကသူကပုံမှန်ပေါ့နော်အဲ့တော့ဒီစင်တို့ဒီနားလေးမှာအမှတ်လေးမှတ်မယ်ပြီးဒီဘက်မှာလည်းဒီစင်တို့ကအမှတ်လေးမှတ်မ4တောင်းလေးပုံစံလုံးလိုက်နော်ပြီးလို့ရှိရင်ဒီအနောက်ရှမ်းလက်ပင်ကိုဒီစင်တို့ကအမှတ်လေးမှတ်မယ်ဒီကနေဒီကအနောက်ရှမ်းလက်ပင်မှတ်မယ်နော်အဲ့ဒီလည်းအနောက်ရှမ်းလက်ပင်မှတ်မယ်ပြီးလို့ရှိရင်ဒီတောင်းကနေဒီအပေါ်2စိတ်တက်ပြီးမယ်ပြီးရင်ဒီတောင်းကနေဒီအပေါ်2စိတ်တက်ပြီးမယ်အဲ့ဒါကိုမှဒီစင်တို့ကလမ်းပြီးတော့ဆက်ပေးမယ်နော်လမ်းပြီးဆက်ပေးမယ်ပြီးလို့ရှိရင်ဒီစင်တို့ကဒီအပေါ်ကနေအပြင်ကို4စိတ်ထွက်ပေးမယ်နော်ပြီးတော့ဒီအပြင်ကနေဒီအပေါ်4စိတ်ထွက်ကြမလို့နော်အဲ့ဒါကိုမှဒီမှာဒီအပေါ်ဒီစင်တို့2စိတ်တက်ဒီအောက်ကောင်2စိတ်တက်ပြီးတော့မှသူကဒီအင်းကြီးမှာကော်လေအဝိုင်းလေးဖြစ်တဲ့အတွက်ကိုလိုချင်တဲ့ပုံစံနိုင်သွားလို့ရတယ်နော်ဒီဟာဆိုဒီစင်တို့အဝိုင်းလေးရသွားရင်လေအဲ့ဒါမှဒီစင်တို့အပူလေးနော်ဒီဘက်ကမပေါ့ဒါပေမဲ့ကိုကဟာဝီယန်ကော်လေလိုမျိုးကော်လေကျုံလေးလိုချင်နေဆိုရင်ဒီစင်တို့ဒီဘက်ကို4စိတ်ထုတ်လို့ရတယ်ဒီနောက်မှာရောဒီစင်တို့ကဒီမှာဒီစင်က2ပုံ3ပုံဒီစင်ပြောပြလိုက်မယ်ပေါ့နော်ကိုကဒီမှာကော်လေရွှွှွကိုမှတော်တော်လေးရွှွှွလိုချင်နေဆိုရင်ဒီအရှိကိုဒီစင်တို့ထုတ်တာကိုတလမနဲ့4စိတ်အဲ့လိုထုတ်လိုက်အဲ့လိုဆိုရင်ဒီစင်တို့ရဲ့ဒီထိတ်ကရှေ့သွားပြီပေါ့နော်အဲ့တော့ဒီစင်ကဒီမှာဆွဲပြပြီးဒီမှာကွဲဥပမာဒီစင်တို့တလမထုတ်တယ်ထားလိုက်နော်ဒီမှာ4စိတ်တက်ထားတဲ့အမှန်နဲ့ဆက်တော့သူကရွှွှွနေဖြစ်သွားပြီဒါကဒီစင်ကဒီဟာဝီယန်ကော်လေကိုမှရွှွှွပုံစံလေးကိုပြောပြတာဒါဆိုဒီစင်တို့ကော်လေလေးရမယ်နော်ဒါဆိုလို့ရှိရင်ဒီညပတန်လေးရမယ်နော်သူကပထမဆုံးဒီစင်တို့ကဒီဂျိုင်းနေနဲ့သူကဒီဂျိုင်းကိုလည်းသူကလုံးကိုလေးပဲကွတ်ထားပါတော့ဂျိုင်းကိုလေးကွတ်ထားပြီးလို့ရှိရင်သူရဲ့ဒီအတွန်းလေးကိုဒီစင်တို့ထည့်ပေါ့နော်ဒါဆိုဒီစင်တို့ရမယ်နော်သူကဒီကျဲတီလေးပုံတက်ပြီးလို့ရှိရင်ပခုံးဆက်ပြီးလို့ရှိရင်ဒီစင်တို့ဒီကော်လေကိုပုံတက်ကော်လေအတွန်းကိုဒီစင်တို့ထည့်ကော်လေပြီးရင်ကော်လေကိုပုံဆုံးတက်ကိုလေဘင်းနဲ့တွဲပြီးတော့မှဒီလုံးကိုဒီကြမှာဒီဂျိုင်းနေပါလေလုံးကိုနော်ပြီးလို့ရှိရင်ဒီစင်တို့ဘေးဘူးပေါ့ကျဲတီလေးပါတက်ဒါဆိုဒီပတန်လေးရမယ်နော်โอเคဒါကိုကဒီလိုမျိုးအပွားပတန်တွေကိုပတန်ပိုင်းနိုင်နဲ့ရှုပ်ရောင်းခြင်းနဲ့ပတန်ပိုင်းနဲ့ကျွမ်းကျင်ခြင်းနဲ့ဒီဇိုင်းအမျိုးမျိုးကိုပတန်စဉ်းစားကြမလို့ပဲနဲ့စာအုပ်လေးလှန်ပြီးကြည့်တာနဲ့ဒီဇိုင်းအမျိုးမျိုးပုံဖော်ပြီးတော့ရှုပ်တက်ရှင်နေဆိုရင်တော့ဒီစင်ဒီ2လပိုင်းကောင်မှထုံမယ်အရင်နည်းနဲ့ဝင်များချရင်သူတို့ဆောင်လာရမယ့်စာအုပ်ကိုဆောင်တာဖို့ညွှန်မိချင်မှာဒီစာအုပ်လေးကဒီလောင်းကုံတခင်အထိပဲဒီစင်ကအထူးကြီးနဲ့ပေးထားပါတယ်ဒီလောက်ကုံလုံးစာအုပ်လေးထွက်လာပြီဆိုတာနဲ့အထူးကြီးနဲ့မရတော့ပါဘူးဒါကြောင့်ကိုကအထူးကြီးနဲ့ရတော့မြန်သွားအဖို့ပြောချင်ပါတယ်